မင်္ဂလာပါဒီချက်ရဒီနေ့ကလေးလေးတွေကိုအေးတရာများသင်ကြားကြဆိုလာသင်ခန်းစာတွေကရုပ်ပုံကလေးတွေကြည့်ကြရဲရွတ်ဆိုရေးကြည့်မယ်သင်ခန်းစာကိုသင်ပေးမှာဖြစ်ပါတယ်ဒီတစ်ခါလေးဒီချက်ရကလေးလေးတွေကိုအတန်ထွက်နီးနဲ့ရောစလုံးပေါင်းနီးနဲ့ရောနှစ်နီးနဲ့သင်ပေးမှာပါကလေးလေးတွေကတော့အဆင်ပြေတဲ့နီးနဲ့ထပ်ပြီးတော့လေ့ကျင့်ကြည့်ပါနော်အဲ့တော့ဒီချက်နဲ့တူတူစလုံးလေးတွေပေါင်းကြည့်ကြရအောင်ပါအရင်ဆုံးဒီချက်ကအတန်ထွက်နီးနဲ့အရင်ဆုံးဆိုပြပါမယ်ပြီးမှခါတိုင်းဒီချက်သင်နေကြအတိုင်းစလုံးပေါင်းနီးနဲ့ထပ်ပြီးတော့သင်ပေးပါမယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာဆိုရင်ဖရဲတီကိုချက်တို့ကဘယ်လိုအတန်ထွက်မလဲဆိုရင်ဖရအေဒီရနောက်ပြည့်ရဲကိုအာရေနောက်ပြည့်အဲဆိုတဲ့အတန်ထဲမှာသွားထည့်မှာပါအဲ့ဒါဆိုလို့ရှိရင်ဖရအေရဲဖရဲတာဤတီဖရဲတီရအေရဲတာအားတာရဲတာလာအေလေတာအေတေလေတေဒီရလေချဲတို့တွေကလေအရှိမတင်ခဲ့တယ်လေအာဆိုတဲ့အဲ့ဒီအာအတန်လေးအာရေလုံးတင်အီတို့အဲတို့အာဆိုတဲ့အဲ့ဒီအတန်တွေထဲမှာဒီစကားလုံးလေးတွေကိုသွားပေါင်းမှာပါပေါင်းပြီးတော့မှအတန်ထွက်နည်းနဲ့ပြန်ဖတ်မှာပါနော်ဒါဆိုရင်လာဥလူငါအေငယ်လူငယ်ဒါရအေရဲတရေလာအေလေတလေတာမာအာမလေတမရအေရေခါအေခဲရေခဲရအေရေဘဝအေဝေရေဘဝေဘာအေဘေကဘေကလာအေလေးဘေကလေးဆိုပြီးတော့အတန်ထွက်ဖတ်ရမှာပါရှယ်ခိုင်းတင်နေကြအတိုင်းစလုံးပေါင်းလေးနဲ့ကလေးလေးတွေကိုထပ်ပြီးတော့သင်ပေးပါမယ်နော်ဒါဆိုရင်ဖောက်ထုတ်ရေးဖရာကောင်းရေးနောက်ပြည့်ရဲ့ဖိတ်ရဲ့တာရေးလုံးကြီးတင်းဆန်ခါတီဝစ်ဆန်နှလုံးပေါက်တီဖိတ်ရဲ့တီရာကောင်းရေးဖောက်ထုတ်ရေးဖရာကောင်းရေးနောက်ပြည့်ရဲ့ဖိတ်ရဲ့တာရေးလုံးကြီးတင်းဆန်ခါတီဝစ်ဆန်နှလုံးပေါက်တီဖိတ်ရဲ့တီရာကောင်းရေးနောက်ပြည့်ရဲ့တာရေးချဝစ်ဆန်နှလုံးပေါက်တာရဲတာရာကောင်းရေးနောက်ပြည့်ရဲ့တာရေးချဝစ်ဆန်နှလုံးပေါက်တာရဲတာလာရေနောက်ပြည့်လေတာဝန်ပူရေနောက်ပြည့်တဲ့လေတဲ့လာ sorry ဒီချက်မှားပြီးတော့အတန်ထွက်မိသွားတယ်လာရေရတာလေတာဝန်ပူရေနောက်ပြည့်တဲ့လေတဲ့လာရေရတာလေတာဝန်ပူရေနောက်ပြည့်တဲ့လေတဲ့လာရေနှစ်ချောင်းငင်လူငါရေရတာငယ်လူငယ်လာရေနှစ်ချောင်းငင်လူငါရေရတာငယ်လူငယ်ဒါရီဒါရာကောင်းရေးရတာရဲ့တရေဒါရီဒါရာကောင်းရေးရတာရဲ့တရေလာရေးရတာလေတာရီတာလေတာမာရီချဝိဆန်နှလုံးပေါင်းမှာလေတမလာရေးရတာလေတာရီတာလေတာမာရီချဝိဆန်နှလုံးပေါင်းမှာလေတမတဝီထိုးရာကောက်ရေခါကွေနောက်ပြေးခဲရေခဲတဝီထိုးရာကောက်ရေခါကွေနောက်ပြေးခဲရေခဲတဝီထိုးရာကောက်ရေဘာကုံရေဘာရေဘာဝါရေနောက်ပြေးဝဲရေဘဝဲတဝီထိုးရာကောက်ရေဘာကုံရေဘာရေဘာဝါရေနောက်ပြေးဝဲရေဘဝဲအာကုံရေနောက်ပြေးဘဲကာကြီးကဘဲကတဝီထိုးလာရေလေးဝစ်ဆန်နှလုံးပေါင်းလေးဘဲကလေးအာကုံရေနောက်ပြေးဘဲကာကြီးကဘဲကတဝီထိုးလာရေလေးဝစ်ဆန်နှလုံးပေါင်းလေးဘဲကလေးအဲ့တော့ကလေးလေးတွေကဒီစကားလုံးလေးတွေကိုအတန်ထွက်မှန်နဲ့ထပ်ခါရွတ်ဆိုကြည့်မယ်ပြီးသွားရင်လေးချောင်းမြင့်စာအုပ်ထဲမှာထပ်ခါနဲ့ရေးကျင်ကြည့်မယ်ပြီးတော့အလွတ်ပြန်ပြီးတော့ကိုယ့်ဘာသာကိုအလွတ်ကလေးပြန်ပြီးတော့ဆိုကြည့်မယ်ရေးကြည့်မယ်အဲ့ဒါဆိုရင်တော့ဒီသင်ခန်းစာကိုကလေးလေးတွေကြည်ကြည်ညံ့ညံ့ရသွားလိမ့်မယ်လို့ထင်ပါတယ်ရှင်းတဲ့နောက်ထပ်သင်ခန်းစာတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်နော်